မင်္ဂလာပါကျွန်တော်ဒီနေ့အားလုံးတွေ့ရကျွန်တော်ဒီနေ့ဒါဂျပန်မှာသပင်သွားညမှာဖြစ်ပါတယ်သပင်ကတော့ဒါ1200ရန်ဆိုင်မှာသွားညမှာဖြစ်ပါတယ်လိုက်ကြည့်ရအောင်ဒီမှာကျွန်တော်ပုံမှန်ညနေကြဆိုလို့ရှိရင်တော့3-4တောင်တော့ပေးရတယ်ပေါ့နော်ဆန်တော့ဒါဂျပန်နေထဲမှာတော်တော်လေးနာမည်ကြီးတယ်ပေါ့နော်နာမည်ကြီးတယ်ဆိုတာကကောင်းတယ်ဆိုတာထက်ဈေးသက်သာတယ်ဆိုပြီးတော့နာမည်ကြီးတဲ့ဆိုင်ကျွန်တော်တို့ကိုအရှိမှာပေါ့နော်ဒီအရှိကနေ꿰လိုက်တယ်ဆိုတော့ရောက်ပြီဆိုင်က1000ရန်ဆိုတော့လည်းဘူတာကနေရှောက်ရတယ်ဂျပန်မှာဆိုင်တော်များအဲ့လိုပဲဒီဘူတာနဲ့နီးတဲ့ဟာတွေဆိုလို့ရှိရင်ကိုဈေးကြည့်တာများတယ်အဲ့လိုနည်းနည်းကိုရှောက်ပြီးရှောက်လို့꿰ပတ်သွားပြီဆိုလို့ရှိရင်တော့ဈေးနည်းတယ်ပေါ့နော်တွေ့ကျွန်တော်ဒီနားလေးမှာ QB House ဆိုပြီးတော့ရေးထားတယ်တော်တော်လေးရှာလိုက်ရတယ်ကျေးဇူးရှင်မပြောချင်တော့ပါဘူးဗျာသပင်သွားညက်တာသပင်ညက်နေတဲ့ဟာကိုတို့ကဆက်ဆွမ်းလုပ်လို့မရဘူးဗျာရိုက်လို့မရဘူးဘာလို့ဆိုတော့တို့တခြားနောက်ကဧည့်သည်တွေကမျက်နှာကြီးလည်းပါနေတော့ဂျပန်မှာအဲ့လိုမျိုးပေါ့နော်ကိုရိုက်ရှင်တယ်လို့ရိုက်လို့မရဘူးအဲ့တော့ရိုက်ခွင့်မပေးတော့ရိုက်တဲ့ဟာလေးတော့မပါဘူးပေါ့နော်အားလေးတော့ခွင့်လို့ပေးပါအခုဒါကျွန်တော်သပင်ညက်ပြီးသွားပါပြီနည်းနည်းပါဘေးပါညာပါတယ်ပေါ့နော်ဘယ်လောက်ပါပဲ1400ရယ်ဆိုတော့ကျွန်တော်လည်းအများကြီးတော့မလုပ်ခိုင်းတော့ပါဘူးဆိုတော့ဒီနေ့ vlog လေးကတော့လောက်ပါပဲကျွန်တော်တခြား vlog လေးတွေအများကြီးတင်ဖို့ရှိတယ်ပေါ့နော်နောက်ဘဟုတုတရရနဲ့ပတ်သက်ပြီးတော့သိကျင်တယ်ဆိုလို့ရှိရင်ဒီ channel လေးကိုဒါ follow လေးနှိပ်ထားပေးပါ follow မို့ subscribe လေးနှိပ်ထားပေးဖို့ပြောချင်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ် bye bye